အညာမှာမွေးငါ့ကိုတောက်ပဲတောက်ကြတာမဟုတ်ပါဘူးတုတ်လည်းစားကြပါတယ်ဒီနေ့တော့အညာရဲ့ဈေးမွန်ငါတုတ်လေးတတိယလို့ပြန်တုတ်စားဖြစ်ပါတယ်မိုးဘက်ကိုတုတ်ပြီးတော့ကြတော့ဟင်းရင်ဖြူဘက်ဖြူတော်လေးနဲ့စားရတာမျိုးပါအရင်ဆုံးငပြောဦးတွေပြင်ဆင်ပါမယ်နော်မွန်ငါချက်တိုင်းငပြောဦးကိုစင်မတင်တာနဲ့မထည့်ရဘူးဒီနေ့တော့ဈေးမှာဝယ်ထားတာလေးရှိလို့ထည့်လိုက်ပါမယ်ငပြောဦးနူလေးမလို့ဖယ်စရာတော့တိတ်မရှိပါဘူးငါပြောဦးရင်ပဲမသွားအောင်တနားရီလောက်စနုံးနဲ့စိန်ထားပါမယ်ကဲစိန်နေတော့ဟင်းရချက်မယ်နော်ညမှာငါမပေါ်လို့ဟင်းရအတွက်ပဲကိုအဓိကထားပြီးသုံးပါတယ်ပဲမောင်ရောပဲဆန်ရောဝယ်ထားတာမရှိလို့ယူလီယာကဒီတစ်ခေါက်တော့မွေးမွေးငါအမှုံတစ်ဝက်နဲ့သုံးပါမယ်မွေးငါအမှုံတစ်ဝက်ကိုရေတလီတာခွဲသုံးပြီးတော့ကြတော့အိုးပေါ်မှာအရင်ချိုထားလိုက်ပါမယ်တော့လာပြီဆိုရင်တော့ဟိုနေ့ကအုံတို့ခောက်ဆွဲချက်တော့ပို့တယ်ပဲကြိတ်ထားတာလေးထည့်သုံးပါမယ်မွေးငါတော့အုံတို့ခောက်ဆွဲတို့ကပါဝင်ပစ္စည်းချင်းစင်တာမလို့များများပို့လုပ်ထားရင်နှစ်ခါစားလို့ရတယ်နော်စသားလေးလည်းပိုနေရရှိလို့ထည့်လိုက်ပါမယ်နော်ရတာနီနဲ့ကတော့စားတစုံခွဲနဲ့အချုံမုံနည်းနည်းထည့်ထားပါတယ်ဟင်းပွက်လာရင်ငံပြားရည်လေးလည်းနည်းနည်းထည့်ပါမယ်နော်ပြီးရင်တော့မီးအေးနဲ့တည်ထားပါမယ်နော်ပြီးရင်တော့ငပြောဦးလေးပြုတ်ပါမယ်ယူလီယာကတော့ငပြောဦးစိမ်မို့အချိန်ပေးလိုက်လို့ဟင်းရည်တစ်ဝက်လောက်ကြာတဲ့အချိန်မှာငပြောဦးပြုတ်ထားပါတယ်ပြောဦးပြုတ်နေတော့မှမုံဝါးရဲ့အချိုတဲ့ကဲဖို့အတွက်ဗမာကျက်တုံဦးလေးပြင်ပါမယ်နော်ထိုင်းချက်တုံတေးသေးလေးရှိပေမဲ့လည်းယူလီယာကတော့ဗမာချက်တုံကိုပို့ပြီးတော့ကြိုက်ပါတယ်။ကဲငပြောဦးလေးရပါပြီ။ဟင်းရည်ထဲမှာလည်းငပြောဦးကိုထပ်ပြုတ်အောင်ပါဆိုတော့ကြတော့အရင်ကြီးပြော့သွားအောင်မပြုတ်ပါဘူး။ဟင်းရည်ကတဝက်လောက်ကျသွားပြီဖြစ်လို့နောက်ထပ်ရေတလီတာလောက်ထပ်ပြီးတော့ထည့်ပါမယ်။ပြီးရင်တော့ငပြောဦးနဲ့ချက်တုံလေးထည့်ပါမယ်နော်။အညာရဲ့ရောင်းတဲ့မွေငါကအသားရည်ပါတွေမပါလို့ချက်ဦးလေးဖောက်ပြီးတော့ထည့်ကြပါတယ်။ပဲနဲ့ချက်ဦးမြင်ကျဲနဲ့အရန်ကိုတောက်လို့ကောင်းတဲ့ရောင်းတဲ့မွေငါလေးပေါ့နော်။ပြီးရင်တော့မုတ်ဘက်ပြုံးပါမယ်။ထားရမုတ်ဘက်တွေကအမြင့်အရန်သေးလို့ပေါ့နော်။အညာမုံကတုတ်တာကြတော့နန်းအလက်လောက်ကလေးနဲ့တုတ်ကြရပေါ့နော်။ဒီမှာတော့အသေးတွေပဲရှိလို့ဘီယန်နယ်မုတ်ဘက်သုံးထားပါတယ်။သူကတော့နည်းနည်းစိုက်ကြည့်ပါတယ်။ကဲပြင်ဆင်စရာလေးလည်းစုံပြီးဆိုတော့ကြတော့စတုတ်ပါတော့မယ်။မုတ်ဘက်ဤလေးတွေကိုပကံနဲ့ထည့်ပြီးတော့ကြတော့စီနီနှစ်စွန်းစီချက်တစ်စွန်းပဲမုတ်နှစ်စွန်းအချိုမုတ်နည်းနည်းနဲ့ငရုတ်သီးစီချက်နည်းနည်းထည့်ပါမယ်အညာမုတ်ဘက်တုတ်ကအဓိကပဲမုတ်များများထည့်ပြီးတုတ်တာပေါ့နော်ပြီးတော့ကြတော့ဟင်းရည်နှစ်စွန်းထည့်ပါမယ်ပြီးတော့ငပြာရည်လေးထည့်ပါမယ်နော်အားလုံးကိုရောသမမွေအောင်ဒီချာလေးနှက်ဆက်စွာမှွေပါမယ်တကယ်ဈေးမို့ငါတုတ်ကတော့စီနီရွှဲရွှဲနဲ့တုတ်တာပါဟင်းရည်လည်းကြပါပြီလိယာကတော့ဟင်းရည်နည်းနည်းပြစ်သွားပါတယ်ချက်သားဘက်နဲ့ကျုပ်အမြင်နဲ့ဟင်းရည်လေးကပြစ်နေရတယ်နော်ပက်ကက်ကျော်ဖေးပရိတ်ဆိုတော့ကြတော့ပက်ကက်ကျော်လေးရဲ့နည်းနည်းမင်းလေးရဲ့ထည့်လိုက်ပါမယ်တံမြာသီးနဲ့ကျက်တုံစီကျဲလေးပါထည့်လိုက်ပါမယ်နော်ဈေးမုံငါတုံလေးကစီရွှဲရွှဲပဲမုံထွေးထွေးနဲ့ဟင်းရည်ကျဲကျဲလေးနဲ့စားကြတာပါလိယာရောဘက်မှာတော့ထမင်းနဲ့လည်းစားကြရပါတော့မုံငါစားရင်မုံဘက်ထဲဟင်းရည်ကိုပိုကြိုက်တဲ့သူတွေရှိကြလားလိယာကတော့နောက်နေ့မနေ့ထမင်းကျော်စားရတာဟင်းရည်ကိုပဲကြော်ခက်ပြီးတော့ကြတော့ထပ်တော့ပါတယ်